မင်္ဂလာပါထိုင်းကအချင်းလုံးတွေကလုံးဝရှယ်စားကောင်းတဲ့အတွက်ကျွန်တော်အခုလိုမျိုးလှုပ်ရှားကြည့်ပါမယ်ရှေးဥစွာအချင်းလုံးတွေကိုကြော်ပေးရပါမယ်သူ့ရဲ့ငါအချင်းလုံးရဲ့ပုံစံကကြော်ပြီးစားတော့မှစားကောင်းတာပါထိုင်းမှာဆိုရင်တော့လူအရန်အကြိုက်များတဲ့ငါအချင်းလုံးတွေဖြစ်ပါတယ်ငရုတ်သီးစိမ်းကော်ပြီးအသီးရွက်တွေနဲ့ရောပြီးစားရတဲ့အချင်းလုံးမျိုးဖြစ်ပါတယ်ကြော်ထားတဲ့ငါအချင်းလုံးတွေကိုကျွန်တော်အခုလိုမျိုးတေးသေးလေးညှက်ထားပါတယ်ငရုတ်သီးစိမ်းကိုလှော်ပြီးတော့ကျွန်တော်ထည့်ထားပါတယ်ကြက်သွန်နီစိမ်းများများထည့်ပေးပါကော်ပီပပလေးတွေလည်းများများထည့်ပေးပါတခွားသီးကိုကျွန်တော်အခုလိုမျိုးသေးသေးလေးလှီးပြီးထည့်ထားပါတယ်ဂျုံမို့အနှဲငယ်အသုံးပြုပေးရပါတယ်စီဘူးလေးအနှဲငယ်ထပ်ပြီးတော့ဖြန်းထားပါတယ်အငံလုံးကကျွန်တော်မထည့်ထားပါဘူးသူ့ရဲ့ငါအချင်းလုံးမှာအငံရတာရှိတဲ့အတွက်ကျွန်တော်အငံထပ်မထည့်ထားတော့ပါဘူးတခြားအရွက်ထည့်ခြင်းသေးလည်းရပါတယ်ပင်စိမ်းတို့ဘာလို့ထည့်မယ်ဆိုလဲရပါတယ်ကျွန်တော်ကတိတ်ပြီးမလိုက်ဖက်ဘူးထင်တဲ့အတွက်ကျွန်တော်နန်းနန်းပင်ကိုတော့ထည့်ပြီးအသုံးပြုထားပါတယ်လုံးဝကိုထိုင်းငါအချင်းလုံးကအခုလိုမျိုးတုတ်စားရင်တော်တော်စားလို့ကောင်းပါတယ်မစားဘူးသေးဘူးဆိုရင်တော့စားကြည့်ပါအရင်စားလို့ကောင်းပါတယ်ထိုင်းငါချင်းလုံး